မျိုးနဲ့ဖြစ်တာအတွက်ကြောင့်ပေါ့နော်ကိုမိဘတွေကိုထားချင်တဲ့ပန်းနိုင်တစ်ခုထီအောင်ကိုမထားနိုင်နေပါဘူးရှင်နော်အခုချိန်မှာတော့ကိုထားချင်တဲ့ပန်းနိုင်တဲ့တစ်ခုကိုထားနိုင်မှုအတွက်ကိုကစီးပွားရေးတစ်ခုကိုစတင်ရမှာဖြစ်ပါတယ်ရှင်နော်ဒါအခုကတော့ညီမကလက်ရှိကထိုင်းမှာနေပါတယ်ရှင်နော်ထိုင်းမှာနေတဲ့အတွက်ကြောင့်ညီမဟာကိုအတွက်ဘဝအနေစားလောက်ကနေထွက်စီရမလို့ပဲနဲ့အပုံငွေရှာချင်သူများကိုလိုပဲနော်ပစ္စည်းလေးတွေသုံးရင်းနဲ့ဈေးရောင်းကျင်သူများဆိုလို့ရှိရင်ဒီမှာညီမတို့လိုဒီလိုပစ္စည်းမျိုးလေးစတင်ပြီးတော့ဝယ်ယူမယ်ရှင်နော်ဝယ်ယူမယ်မှသုံးမယ်မန်ပါဝင်မယ်ရှင်နော်မန်ပါဝင်က300ပဲရှိပါတယ်ရှင်နော်ဒီလိုမန်ပါလေးတွေဝင်ပြီးတော့ကိုကအသက်အမှာခံကြရမယ်ကိုရဲ့ ID ကိုတစ်ခုရမယ်ရှင်နော်ဒီလိုမျိုးလေးတွေနဲ့ဒီလိုမျိုးဈေးရောင်းဝယ်နာပိုင်းသူဆိုလို့ရှိရင်လေဒီမှာဈေးရောင်းလို့ရတယ်ရှင်နော်ဒီလိုမျိုးလေးတွေလုပ်ရင်းနဲ့ကိုရဲ့ဘဝကိုရဲ့အောင်မြင်မှုအတွက်ကိုကအစီတလန်းစားရတော့မှာဖြစ်ပါတယ်ရှင်နော်ဘာလို့လဲဆိုလို့ရှိရင်ကိုဒီနေစားဘဝမှာဆိုလို့ရှိရင်ဘဝမှာမအောင်မြင်ဘူးနော်အများကြီးရှမ်းသာလာလေ2နှစ်3နှစ်နဲ့ရှမ်းသာလာ4 5နှစ်နဲ့ရှမ်းသာလာ10နှစ်နေလို့ရှမ်းသာလာလို့ဆိုတာမရှိဘူးရှင်နော်နောက်ပြီးတော့အောင်မြင်နေရဆိုလည်းမရှိဘူးရှင်နော်ကိုယ့်ရဲ့နေစားလုံးမှာဆိုလို့ရှိရင်ပြောတာရှင်နော်ညီမတို့ကဒီလိုမျိုးကိုကတစ်ဖက်တစ်လမ်းနဲ့အပူငွေရှာခြင်းနဲ့ဒီလိုပစ္စည်းလေးတွေကိုမှာယူသုံးဆွဲရင်းနဲ့ကိုကဈေးရောင်းခြင်းနဲ့စီးပွားရေးတစ်ခုစတင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဆက်ဆက်မှုကုမ္ပဏီနဲ့လာတွဲလုပ်ပါရှင်နော်ဒီဆက်ဆက်မှုကုမ္ပဏီမှာဆိုရင်သူကမိသားစုဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါဒီကုမ္ပဏီပိုင်ရှင်တွေဆိုလို့ရှိရင်လည်းဒေါက်တာ CEO နဲ့ဒေါက်တာသူတို့တငယ်ချင်း2ယောက်ရှိပါတယ်ရှင်နော်တငယ်ချင်း2ယောက်ရှိတဲ့အတွက်သူတို့တွေကလည်းပရိုက်တာတွေကိုအမကောင်းမွန်စွာလုပ်နေတဲ့ကောင်းမွန်စွာလုပ်နေတယ်ပေါ့နော်ဒီစီကုမ္ပဏီပိုင်ရှင်ကြီးဖြစ်ပါတယ်ရှင်နော်သူတို့ဆိုလို့ရှိရင်လည်းဒါပစ္စည်းတွေဆိုတာအမခံချက်နိုင်ငံတကာကိုတင်သွင်းနေတဲ့ပစ္စည်းမျိုးတွေဖြစ်တဲ့ရှင်နော်ဒီပစ္စည်းတွေကိုသုံးဆွဲတဲ့အခါမှာလည်းယုံကြည်စိတ်ချစာနဲ့သုံးဆွဲလို့ရပါတယ်ရှင်နော်ညီမတို့ကုမ္ပဏီမှာဆိုလို့ရှိရင်မန်ပါဝင်300ဝင်ရုံနဲ့အတွေးခေါ်လေးဘဝအောင်မြင်မှုတွေတိုးတက်မှုတွေအများကြီးရမှာဖြစ်ပါတယ်ရှင်နော်နောက်ပြီးတော့ကိုယ့်ရဲ့အသက်အာမခံချက်ရမယ်ရှင်နော်တသက်အာမခံချက်ပတ်သိရမယ်ရှင်နော်အဲ့ဒါကတော့အခုလက်ရှိတန်းပေးရမျိုးတာမဟုတ်ပါဘူးရှင်နော်ကိုတကယ်အရေးကြုံမှကိုတကယ်အသက်အန္တရာယ်တကယ်ထိခိုက်မှုဒဏ်ရာရမှအသက်အန္တရာယ်ဆုံးရှုံးသွားမှလားတခုခုနဲ့တိုက်မိတာမျိုးဘာညာပေါ့နော်အဲ့လိုမျိုးဆက်ဒီကားတွေပိုင်းတိုက်မိအဲ့လိုမျိုးမှာပတ်စံရတာပါရှင်ပတ်သိရပါတယ်ရှင်နော်ဘယ်နေရာမှာဆိုကိုယ့်ရဲ့အသက်အာမခံခြင်းမရဘူးရှင်နော်ညီမတို့လုပ်ငန်းနိုင်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဒါပေမဲ့ဒီစီးပွားရေးမှာတော့ညီမတို့ကအသက်အာမခံခြင်းကို3သိန်းတောင်ပတ်3သိန်းတောင်ရမှာဖြစ်ပါတယ်ရှင်နော်အဲ့အတွက်ကြောင့်လို့အခုလိုဒီလိုညီမတို့လိုနေစားလောက်ကနေထွက်စီအောင်လို့ပဲအခုလိုအပုံငွေလေးရှာပြီးဈေးရောင်းကျင်သူများဆိုရင်ညီမရှိမှာဆက်သွယ်လာလို့ရတယ်ရှင်နော်မင်းလို့ရတယ်မိန်းကလေးတွေဖြစ်တဲ့အတွက်ကြောင့်အခုဟာအင်တာနက်ရှိဖုန်းတစ်လုံးရှိုံနဲ့ကိုယ့်ရဲ့ဘဝကိုတိုးတက်အောင်မြင်အောင်ဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာကိုကိုဗမေးကြနေရှင်နော်ညီမဆိုလို့ရှိရင်ညီမကစိတ်ကုံအားတွေတော့ရှိခဲ့ပေမဲ့ညီမဘယ်လိုလှုပ်ဆောင်ရမလဲဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ညီမရဲ့အထက်လိုင်းနီးပြဆရာတွေကညီမကိုသင်ပေးလို့တာညီမဒီလိုမျိုးအောင်မြင်ဒီလိုမျိုးတက်ခဲ့တာဖြစ်ပါတယ်ရှင်နော်ဒီလိုမျိုးတက်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်လေကိုယ့်အတွက်အများကြီးမျှော်လင့်ချက်တွေရှိတယ်အများကြီးအောင်မြင်နိုင်တဲ့လူရှိတယ်ရှင်ညီမကတော့ညီမရဲ့အဖေအမေတွေကိုကောင်းမွန်စွာထားနိုင်ကြတာကြောင့်မလို့ညီမကဒီစီးပွားရေးမှာစတင်ပြီးတော့စူးစမ်းနေတဲ့သူပြောက်ဖြစ်ပါတယ်ရှင်နော်အားလုံးမင်္ဂလာပါရှင်နော်